မွေးဖွားလာတဲ့အချိန်မှာတန်းလောက်ပဲရှိတဲ့တရိတ်ဆက်တစ်မျိုးကိုတင်တော့သိကြလားတင်ကရေရောက်ကဘာမှနေထိုင်တဲ့ရေပွဲကိုတော့ကြားဖို့မယ်လို့ထင်ပါတယ်ရေပွဲဆိုရင်တော့ညံလဲကောင်းတဲ့လက်လံရှင်းချောင်းရှိတဲ့ထူးဆန်းတဲ့တရိတ်ဆက်တစ်မျိုးလို့လူသိများကြပါတယ်ဒါပေမဲ့ရေပွဲကလေးလေးတွေမွေးဖွားလာတဲ့အချိန်ဘယ်လောက်သေးလဲဆိုတော့တင်သိရလားအန်ဝဆရာကောင်းတာကတော့ရေပွဲကလေးလေးတစ်ကောင်ကမွေးဖွားလာတဲ့အချိန်မှာတန်းတစ်ကောင်အရွယ်စားလောက်ပဲရှိတာပါသူတို့ကအလောက်သေးလို့လူတွေရဲ့လက်ချောင်းပေါ်တင်ထားရအောင်မှမြင်ရဖို့ခက်ခဲပါတယ်ရေပွဲမမေတွေကတော့ဥတွေအများကြီးကိုကျူတဆိုင်နဲ့ထိမ့်သိမ့်ပိတ်တတ်ကြပါတယ်။ဥတွေပေါက်လာတဲ့အချိန်မှာတော့ရေပွဲကလေးတွေကလုံးဝမိုက်ခရိုအရွယ်နဲ့အတူတူရေထဲကိုထွက်လာခဲ့ရပါတယ်။ဒီရွယ်စားလေးနဲ့ပဲသူတို့ကကိုယ်တိုင်အစာရှာရင်အသက်ဆက်ရှင်ရပါတယ်။မိဘကနေကာကွယ်ပေးတာလည်းမရှိတော့ပါဘူး။အဲဒါကြောင့်ရေပွဲကလေးတွေအများစုကတော့မကြီးလာခင်မှာပဲရေရောက်တိရစ္ဆာန်တွေရဲ့အစာဖြစ်သွားတတ်ကြပါတယ်။ဒါပေမဲ့အသက်ရှင်ကျန်ခဲ့တဲ့ရေပွဲလေးကတော့အချိန်အနည်းငယ်အတွင်းမှာပဲလင်မြန်စွာကြီးထွားလာပြီးတော့ညံကောင်းတဲ့တိရစ္ဆာန်တစ်ကောင်အဖြစ်သို့ပြောင်းလဲသွားတတ်ကြပါတယ်။ဒီလိုပဲတန်းလောက်ရှိတဲ့အရွယ်နဲ့စတင်ခဲ့တဲ့ဘဝကနေရေရောက်ကဘာရဲ့အံ့ဩဖွယ်တိရစ္ဆာန်တစ်မျိုးကိုဖြစ်လာတာကတော့ရေပွဲတွေရဲ့အံ့ဩဖွယ်အချက်တစ်ချက်ပဲဖြစ်ပါတယ်။